ကျွန်တော်ဒီသင်ခန်းစာမှာ floaty action button ကိုသွားပြီးလေ့လာကြည့်ရအောင်ဟုတ်ပြီနော်အဲ့တော့ပထမဆုံး floaty action button ဆိုတာဘယ်လိုမျိုးပြောရလဲပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ကဒီမှာခုနကကျွန်တော်အပေါ်မှာတိဆောက်ခဲ့တဲ့เนาะဒီ elevator button ရဲ့အောက်မှာကျွန်တော်ကဒီ floaty action button တစ်ခုတိဆောက်လိုက်မယ်เนาะ floaty နောက်ပြီးတော့လို့ရှိရင် action button ဆိုပြီးတိဆောက်လိုက်မယ်เนาะဒီမှာလည်းမိတ်ဆွေတို့ဘာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့က shine ပါမယ်เนาะ share တော့ခုနကကျွန်တော်ပြောသလိုပဲအဲ့ဒီ button ထဲမှာကျွန်တော်သတ်မှတ်မဲ့အစာပေါ့เนาะဒါကြောင့်မလို့ကျွန်တော်ဒီမှာဗာပြောလိုက်မယ်လေ click လို့ပဲကျွန်တော်ပြောလိုက်မယ်နောက်ပြီးတော့လို့ရှိရင်တော့ on press เนาะ on press ကတော့ဒီ button click နေတဲ့အချိန်မှာ run မဲ့เนาะ anonymous function ပေါ့ဒါမျိုးလေးပဲကျွန်တော်ဒီနှစ်ခုပဲသတ်မှတ်ထားလိုက်အောင်မပြီးရင်တော့ကြည့်လိုက်မယ်ဆက်ခွဲမှာဘယ်လိုပုံစံလေးလဲဆိုဒီမှာကြည့်လိုက် floaty action button ဆိုအဝိုင်းလေးเนาะမိတ်ဆွေတို့ချက်ကြည့်လိုက်ဟုတ်ပြီเนาะဒီပုံစံလေးပေါ့ okay ဒီ button လေးရဲ့ကျွန်တော် background ကိုကျွန်တော်သွားပြီးတော့သတ်မှတ်မယ်ဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုရင်background color ပေါ့เนาะ okay ပြီးရင် color ကိုကျွန်တော် rest လို့ပေးလိုက်မယ်เนาะရပြီမိတ်ဆွေဒီမှာကြည့်ကြည့်လိုက်အဲ့ဆိုရင်သူ့ရဲ့ background color အနီအောင်ဖြစ်သွားပြီဒီဘွားစာလေးကိုကျွန်တော်ဒီမှာအဖြူလေးဖြစ်နေအောင်ကျွန်တော်ကမဲအောင်လေးသွားပြောင်းမယ်အနက်သွားပြောင်းမယ်ပေါ့နော်အနက်သွားပြောင်းမယ်ဆိုကျွန်တော်ကဒီ foreground color ဆိုပြီးတော့ရှိရနော် color okay ပြီးလို့ရှိရင် black ဆိုပြီးကျွန်တော်ထားလိုက်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာသွားကြည့်ကြည့်လိုက်ဒါဆို slow ကအနက်ရောင်လေးဖြစ်သွားပြီဟုတ်ပြီနော်တကယ်တော့ကျွန်တော်အခုလိုမျိုး button တွေပဲဖြစ်ဖြစ်เนาะဒါမှမဟုတ်လည်း widget တွေပဲဖြစ်ဖြစ်ကျွန်တော်သုံးတဲ့အခါမှာသူတို့မှာဘာတွေရှိလဲဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်ပါရာမီတာတွေရှိတယ်ပါရာမီတာတွေကအများကြီးရှိတယ်ဗျเนาะဒီထဲမှာကျွန်တော်တို့ကအသုံးအများဆုံးနဲ့เนาะဒီအသုံးဝင်ဆုံးဒီ property တွေကိုပဲပြောပြပေးမှာဟုတ်ပြီเนาะတခြား property တွေကတော့မိတ်ဆွေတို့ကိုယ်တိုင်လေ့လာရမှာပဲဖြစ်တယ်အဲ့တော့ဟုတ်ပြီเนาะရပြီဒီမှာဒီပုံစံလေးပေါ့ okay ပြီးတဲ့အခါမှာကျွန်တော်တို့ကဘာပြောမလဲဆိုဒီထဲမှာကျွန်တော်တို့ icon လေးထည့်ခြင်းနဲ့ဆိုကြပါစို့เนาะ icon လေးတစ်ခုထည့်ခြင်းနဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာလို့သုံးရလဲဆိုလို့ရှိရင်ဒီ floaty action button extend ဆိုတာလေးရှိတယ်အဲ့ဒါကိုသုံးရတယ်ဆိုကြပါကျွန်တော်က floaty action နောက်ပြီးတော့လို့ရှိရင် button ပြီး dash နောက်ပြီးလို့ရှိရင်ဒီမှာ extend ဆိုပြီးတော့လေးရှိတယ်เนาะပြီးရတယ်ဒီကောင်လေးပေါ့เนาะဒီကောင်လေးကိုကျွန်တော်သုံးမယ်ပေါ့ဟုတ်ပြီဒီကောင်လေးထဲမှာじゃဘာရှိလဲဆိုကျွန်တော်တို့က shine ဆိုပြီးတော့မသုံးဘူးเนาะသူက label ဆိုပြီးသုံးတယ် label ဆိုပြီးကျွန်တော်တို့ကသူ့ထဲမှာပါတဲ့စာကိုပေးရတယ်เนาะထားပါတော့ကျွန်တော်ကဒီ click me ပဲထားပေးလိုက်မယ်เนาะပြီးရင်ဒီကောင်လေးကို right click ထုတ်တဲ့အချိန်မှာ run မဲ့เนาะ anonymous function ပါမယ်ဒီလိုလေးပေါ့ပြီးရင်မိတ်ဆွေတို့သွားကြည့်ကြည့်လိုက်เนาะဒီလိုပုံစံလေးသူကကြတော့เนาะအပေါ်မှာလည်းဘာဖြစ်လဲကျွန်တော် click spell အောက်မှာလည်း click spell ဒါပေမဲ့သူ့ရဲ့ပုံစံကိုတစ်ချက်ကြည့်လိုက်เนาะမတူဘာဖြစ်လို့လဲဆိုတော့အောက်ကကျွန်တော်တို့သုံးထားတာက floaty action extended ဆိုပြီးသုံးထားတာသူထဲမှာကျွန်တော်တို့က icon ထည့်လို့ရတယ် icon ဆိုတဲ့ parameter လေးရှိတယ် icon ဆိုပြီးတော့ parameter လေးရှိတယ်ပြီးရင်ကျွန်တော်တို့ icon တစ်ခုထည့်မယ်ဆိုရင်ကျွန်တော်ဘာကိုသုံးရလဲဆိုလို့ရှိရင် icon widget ကိုသုံးရတယ်เนาะဒီမှာ icon ဆိုပြီးတော့ရှိတယ်အဲ့ဒီ icon ကိုခေါ်လိုက်ပြီးရဲ့အခါမှာကျွန်တော်တို့ကအထဲမှာဗာထည့်ပေးရလဲဆိုတော့เนาะicon ဆိုပြီးတော့เนาะဒီ s ပါတယ်တို့လေးပေးရတယ်ပြီးရင်ကျွန်တော် dash เนาะဒီမှာကြည့်လိုက်မိတ်ဆွေတို့เนาะ dash ပြီးရင်ကျွန်တော်တို့ကဒီမှာမိတ်ဆွေတစ်ခုခုရှာကြည့်လိုက်ဥပမာအပေါင်းလေးထည့်ခြင်းတယ်ဆိုကျွန်တော်တို့ကဒီမှာ add ဆိုပြီးတော့ရှိတယ်เนาะဖုန်းထည့်ခြင်းတယ်ပေါ့เนาะဖုန်းပုံစံလေးဆိုရင်ကျွန်တော်ဒီမှာဖုန်းလို့ကျွန်တော်ထည့်ပြလိုက်မယ်ပြီးရင်စေ့လိုက်မယ်เนาะပြီးရင်မိတ်ဆွေကြည့်ကြဒီမှာဖုန်းပုံစံလေးဒါ icon လေးထဲမှာဖုန်း icon လေးပါနေပါsorry button လေးထဲမှာဖုန်း icon လေးပါတယ်ဒီပုံစံလေးပေါ့เนาะ okay ဒါမှမဟုတ်ရင်လည်းအပေါင်းလက္ခဏာလေးထည့်ခြင်းတယ်ဆိုလည်းမိတ်ဆွေတို့က s ပေါ့เนาะ okay ဒါမျိုးလေးရမယ်เนาะရပြီဒါကဘာလဲဆိုလို့ရှိရင်ဒီ floaty เนาะဒီ action extenders ပေါ့เนาะဒီကောင်လေးကိုကျွန်တော်တို့သုံးတာပဲဖြစ်တယ်